Honda Insight 2010 model လေးကိုကျွန်တော်ဈေးတန်တန်လေးနဲ့ပဲရောင်းချပေးမှာဗျသိန်း1000အထက်မှာဆိုလို့ရှိရင် Honda Insight လေးတွေကရွေးချယ်ဆုံးကားလေးဖြစ်ပါရဲ့ဗျဘာကြောင့်မို့ရွေးချယ်တင်လဲဆိုရင်ဒီခေတ်မှာစီရှားပါမှုတွေပါကြီးလဲဒီကောင်လေးတွေကစီတစ်ခါထည့်ထားလို့ရှိရင်တပတ်10လောက် AC ဘုံနေအောင်ဆိုရတဲ့ကားလေးဖြစ်ပါရဲ့ဗျအားကြောင့်မို့လို့ Honda Insight လေးတွေကဆိုလို့ရှိရင်အကြောင်းဝင်လဲတော့ပါရဲ့ဗျGrade ကတော့ရိုးရိုး G grade လေးဖြစ်ပါရဲ့ဗျဘိန်းနေမှာဆိုလို့ရှိရင်တော့ Honda Align လေးနဲ့ဖြစ်ပါတယ်တာယာဆိုလို့ရှိရင်လည်း80ရာခိုင်နှုန်းလောက်ကျန်ပါအောင်မယ်ဗျပါချမ်းမီးချောင်းနဲ့ဖြစ်ပါရဲ့ဗျကားအနေထားလေးတော်တော်ကြီးတန်ပါရဲ့ဗျလက်တင်စီးအနေထားလေးရပါမယ်ဗျဘာမှထပ်ထည့်စရာမလိုပါဘူးရှေ့နောက်ဆိုနာပတ်လည်လေးပါတာဖြစ်တဲ့အတွက် back camera နဲ့back နောက်ကိုစုပ်တာပဲဖြစ်ဖြစ်လုံးဝစင်ဆာတွေကအကုန်အလုပ်လုပ်ပါရဲ့ဗျအခက်အလေးလည်းသူ့အနေထားလေးနဲ့သူမြင့်ပါရဲ့ဗျလန်ဒန်အန်လေးနဲ့ဖြစ်ပါတယ်ရိုးစစ်တိုက်တိုက်အကုန်လုံးကင်းပါရဲ့ဗျရှေ့ဖုံးဘောနက်တွေလည်းအဖြုတ်တက်ကင်းပါရဲ့ဗျမန်လီမျိုးဆိုလို့ရှိရင်တော့ကိုယ်တိုင်လာကြည့်လို့ရပါရဲ့ဗျရောင်းချပေးမဲ့ဈေးလေးကတော့1095သိန်းဖြစ်ပါရဲ့ဗျဒီကောင်ကချက်စီက122ဖြစ်တဲ့အတွက်အတွင်းကအဝါရောင်ဖြစ်ပါရဲ့ဗျအင်ဂျင်မှာဆိုလို့ရှိရင်လည်း C အယိုစက်အကုန်ကင်းပါရဲ့ဗျအင်ဂျင်ဂီယာပေါင်းအောက်ပိုင်းအတန်လုံးဝအဲ့ဒါကင်းပါရဲ့ဗျလက်တင်စီအနေထားလေးရပါမယ်Auto Store လည်းအလုပ်လုပ်ပါရဲ့ဗျ Eco မှုလည်းပါပါတယ်လိုင်စင်တက်တန်းကတော့2028 3လပိုင်းထိကျန်ပါအောင်မယ်ဗျအတွင်းငံထိုင်းကုန်းအပေါက်ပြဲအနာအစာတွေတခုမှမရှိပါဘူးဗျအဲကွန်လည်းအေးစိမ့်အနေထားလေးဖြစ်ပါမယ်ဗျရောင်းချပေးမဲ့ဈေးလေးက1095သိန်းဖြစ်ပါရဲ့ဗျကားလေးကတော့မန်းလေးမြို့မှာကြည့်ရပါမယ်ဗျဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးပါ